စိုးဘူးတာရောက်နေတဲ့အနေထားပါဘူဇန်ကနေတိုးသွားနေတာဖြစ်ပါတယ်ဘူဇန်နေစိုးကိုတနားနားလောက်လဲရဟိုဘက်တလီကတော့လူတွေပြေးလို့လမ်းလျှောက်တက်မှာဖြစ်ပါတယ်ဟိုမှာလူတွေပြစ်ကြတယ်လူတွေကများတော့အတက်လီကထိုင်ဆောက်လို့မရအောက်မှာလူတွေနေတာဒါတော့ဘူဇန်နေလာတော့အမြန်ရထားပေါ့ကျဲစင်မှုထမ်းပြန်စစ်ပြန်ပေါ့စစ်ပြန်မင်းသားကြီးအထွတ်ပေါက်စစ်ပြန်မင်းသားတယောက်ပြီးတယောက်ရှိမှရောက်ထွက်ပေါက်တင်းနေတုံးတင်းနေဆိုညာဖက်ကိုရမယ်ဘုံတုံပဲကိုရဒီနေရာတော့ကဘာကျော်နေရလေးပေါ့ဒီမှာအယုတ်ရောင်းဒီနေရာတော့ဇက်ကားတွေပါတယ်ရိုက်ရင်ဒီနေရာပဲလာရိုက်ကြတယ်ဟိုးပေါ်မှာယထာထွဲတဲ့ဟာပေါ့ချင်းတရားတွေဒီနေရာဆိုဇက်ကားတွေရိုက်တယ်နော်ဒီနေရာဇက်ကားတွေတအားရိုက်တယ်နေအဲ့ဒါပါပဲဒါစိုးဘူးတာပါစိုးဘူးတာဆိုတာဒါပါ